အားလုံးမင်္ဂလာပါညီမတို့ဒီနေ့ဦးလင်လျောင်ကျောင်းက location အသစ်ပြောင်းသွားပြီဆိုတော့အဲ location အသစ်ကိုညီမနဲ့တူတူလိုက်ကြည့်ကြပါအောင်ရှင်။ဆရာဦးလင်လျောင်ကျောင်းကအခုကမုံဝဲစင်တာရဲ့9လွှာကိုရောက်သွားပြီပေါ့နော်။ထိပ်အဖောင်းကနေပြီးတော့ basement နဲ့ဝင်လာလို့ရတယ်။အဲ basement ရဲ့ lift ကနေမှ9လွှာတစ်ခါတက်တက်လို့ရပါတယ်ရှင်။ဆရာကနေထွက်လာပြီဆိုရင်ဆရာဦးလင်လျောင်ကျောင်းကိုတစ်ခါတက်မြန်မှာဖြစ်ပါတယ်။အဲဆိုအားလုံးညီမနဲ့တူတူကျောင်းနဲ့ဘယ်လိုပုံစံမျိုးတွေရှိလဲဘယ်လိုမျိုး decoration တွေတောင်းသွားဆိုတာတော့တူတူလိုက်ကြည့်ကြရအောင်နော်။ဒါနဲ့တော့ကျောင်းရဲ့ reception ကိုတန်းတက်ရမှာဖြစ်ပါတယ်။ကျောင်းရလိုက်ပြီးစာအုပ်တွေလည်းလာငါဖတ်လို့ရပါတယ်ဒါကတော့ intensive batch ရဲ့အခန်းလေးပေါ့နော်အခုကတော့အားလုံးပဲစတင်ပြီးလို့အိမ်ပြန်ဖို့တက်လည်း ready ဖြစ်နေပါပြီအခုလောက်ဆိုရင်တော့ဆရာဦးနဲ့နေရာဝင်ကျောင်းရဲ့ပုံစံကဘယ်လိုမျိုးရှိလဲဆိုတာကိုအားလုံးပဲသိလောက်ပြီးလို့မျှော်လင့်ပါတယ်အားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်